တယောက်ယောက်ရဲ့လက်ထက်ကမြစ်တာတစ်သက်ကခြားတစ်ယောက်ရဲ့မနက်ခင်းကိုလင်းဖြစ်စေနိုင်ပါတယ်ဘလုံးကြီးမှဖို့မလိုပါဘူးအများကြီးပြုဖို့ပဲလိုတာပါမေတ္တာကိုချိတ်ခါလူစုဆောင်းပြီးလိုအပ်သူတွေကြီးဓာတ်ရိုက်ပို့ဆောင်မဲ့ဒီကြီးလမ်းမှာတင်းရဲ့ပါဝင်မှုကိုဖိတ်ခေါ်ပါတယ်မေတ္တာရိတ်ခါဆိုတာပေးသူရဲ့နှလုံးသားနဲ့လက်ခံသူရဲ့မျှော်လင့်ချက်ကြားမမြင်ရတဲ့ပေါင်းမှုတရားသင်ဖြစ်ပါတယ်မေတ္တာကိုရိတ်ခါလို့ပေးပါမေတ္တာရိတ်ခါထောက်ဖို့ပါ DVD ဖို့ရာ2 လတာ